အားလုံးပဲမင်္ဂလာပါဓမ္မတုတ္တမျှဝေရ channel ကနေပြန်လည်ကြိုဆိုပါရစေဓမ္မတုတ္တမျှဝေရ channel ဆိုလို့ရှိရင်ဓမ္မရေးရာဖြာပြတွေကိုပုံမှန်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီကနေ့မျှဝေပေးသွားမှာကတော့မိလိန်နာမင်းကြီးမေးတဲ့ဗုဒ္ဓဝါဒဆိုင်ရာတန်တရားဖြစ်ဖွင့်မေးခွန်းတွေကိုအရှင်နာဂသေနမထေမြတ်ကဥပမာတွေနဲ့ဖြေကြားပေးတဲ့ခန်းကဏ္ဍတွေကိုဆက်လက်ပြီးတင်ပြသွားမှာဖြစ်ပါတယ်မိလိန်နာမင်းကြီးကဒီလိုမေးပါတယ်အရှင်နာဂသေနဖျားတဲ့အရဟတဖို့ကိုမျက်မှောက်ပြုလို့တဲ့ယဟန်ပုဂ္ဂိုလ်ယောဂီပုဂ္ဂိုလ်တို့ဟာနွားအုပ်ရဲ့အဘေအင်္ဂါ၄ပါးကိုယူအပ်ပါသလဲတဲ့ဒီခါအရှင်နာဂသေနမထေမြတ်ကဒီလိုဖြေကြားပါတယ်မင်းမြတ်တဲ့နွားအုပ်ဟာမိမိနေမြဲချံကိုမစွန့်ခွာဘူးတဲ့ယောဂီပုဂ္ဂိုလ်ကလည်းအဲ့လိုပဲတဲ့ဒီကိုယ်ကောင်မှာအမြဲမရှိဘူးအဝတ်တို့နဲ့ဖုံးလွှမ်းထားအပ်တယ်နှိမ့်နယ်ပေးအပ်တယ်ပြိုကွဲခြင်းဖြိုဖျဲပြန်ကျဲခြင်းပျက်စီးခြင်းသဘောရှိပေတယ်ဆိုပြီးတော့မိမိကိုယ်ကိုရှုစင်ကျင်ခြင်းကိုမစွန့်ခွာရဘူးတဲ့နောက်တစ်မျိုးကတော့နွားအုပ်ဟာဝင်လေးတဲ့ပစ္စည်းတို့ကိုထမ်းဆောင်တယ်အဲ့ဒီလိုပဲယောဂီပုဂ္ဂိုလ်ဟာလည်းမြတ်သောအကျင့်ကိုအသက်ထက်ဆုံးထမ်းဆောင်ရတယ်နောက်တစ်မျိုးကတော့နွားအုပ်ဟာအလိုအာသာဖြင့်အနံ့ကိုခံယူကာရေကိုတောက်တယ်အဲ့ဒီလိုပဲယောဂီပုဂ္ဂိုလ်ဟာဆရာဥပ္ပဇေတို့ရဲ့ဆုံးမသင်ကြားခြင်းကိုအလိုအာသာရှိလျက်ခံယူစောင့်တည်ရတယ်နောက်တစ်မျိုးကတော့နွားအုပ်ဟာတစုံတစ်ယောက်ကဝင်ကိုတဲဆောင်စေတဲ့အခါကောင်းမွန်စွာတဲဆောင်တယ်အဲ့ဒီလိုပဲယောဂီပုဂ္ဂိုလ်ဟာလည်းတရင်ကြီးတရင်လက်ဖြစ်တဲ့ယဟန်တို့ကဆိုဆုံးမရင်ဖြစ်စေလူဥပဒကတို့ကဆုံးမစကားပြောကြရင်ဖြစ်စေယိုသေးစွာခံယူရတယ်မင်းမြတ်တရားသူကြီးဖြစ်တဲ့အရှင်သာရိပုတ္တရာဟာဒီလိုမိန့်ကြားတော်မူခဲ့ပါတယ်ခုနှစ်အရွယ်သားရှိသေးယနေ့မှရှင်ပြုလာတဲ့တာမဏေငယ်ကအကယ်၍ငါ့ကိုဆုံးမမယ်ဆိုရင်ဒီဆုံးမကိုငါဟာဥထိပ်ဖြင့်ခံယူရတယ်ဒီတာမဏေငယ်ကိုဖုမြင်ရရင်ချစ်ခင်လေးမြတ်စွာစီကပ်ပါအကျဉ်းချင်းယူသေးပြုပြီးဆရာအရာမှာထားပါမယ်လို့မိန့်ကြားတော်မူခဲ့ပေတယ်လို့ရှင်းလင်းဖြေကြားတော်မူပါတယ်မိလိန်နာမင်းကြီးကနောက်ထပ်မိကွန်းတစ်ခုကိုမေးပြန်ပါတယ်အရှင်နာဂသေနဖျားတဲ့ဝက်ရဲ့အဘေအင်္ဂါနှစ်ပါးကိုယူအပ်ပါသလဲတဲ့ရရှင်နာဂသေမထေမြတ်ကမင်းမြတ်တဲ့ဝက်ဟာအလွန်တရာပူအိုက်လာတဲ့နွေရာသီကိုရောက်တဲ့အခါရေရှိရာကိုချီးကပ်တယ်တဲ့အဲ့ဒီလိုပဲယောဂီပုဂ္ဂိုလ်ဟာလည်းအမျက်ဒေါသကြောင့်စိတ်နှလုံးပူလောင်လာတဲ့အခါမေတ္တာဘာဝနာကိုချီးကပ်ရတယ်တဲ့နောက်တစ်မျိုးကတော့ဝက်ဟာနှာခေါင်းပြားနဲ့မြေကြီးကိုတူးဆွပြီးကျင်းဖွဲ့ပြီးဒီကျင်းမှာအိတ်တယ်အဲ့ဒီလိုပဲယောဂီပုဂ္ဂိုလ်ဟာလည်းကိုယ်ခန္ဓာကိုကမ္မထအာယုံယူပြီးတော့ဒီအာယုံအတွင်းမှာတဝန်ပွားများပြီးနေထိုင်ရတယ်တဲ့မင်းမြတ်တဲ့အရှင်ပိဏောလဘာယဒွါစဟာတဲ့ဝိပဿနာရှုတော်သူဟာကိုယ်ခန္ဓာမှာအနိစ္စစတဲ့သဘောကိုရှုမြင်ပြီးစူးစမ်းဆင်ခြင်ပြီးတော့အဖော်မမီတပါးတဲ့ဖြင့်တပိတတိပဋ္ဌာန်စတဲ့အာယုံတွင်းမှာအိတ်နေတယ်လို့မိန့်ကြားတော်မူခဲ့ပေတယ်လို့ရှင်းလင်းဖြေကြားပါတယ်မိလိန်နာမင်းကြီးကနောက်ထပ်မေးခွန်းတစ်ခုမေးပြန်ပါတယ်အရှင်နာဂသေနဖျားတဲ့ဆင်းရဲ့အဘေအင်္ဂါ၅ပါးကိုယူအပ်ပါသလဲတဲ့မင်းမြတ်ဆင်ဟာသွားနေစဉ်အတော်တွန်းမှပင်မြေကြီးကိုခွဲတယ်တဲ့အဲ့လိုပဲယောဂီပုဂ္ဂိုလ်ကလည်းကိုယ်ခန္ဓာကိုသုံးသပ်ဆင်ခြင်လက်တာလျင်ကိလေသာကိုခွဲဖြတ်ရတယ်တဲ့နောက်တစ်မျိုးကတော့ဆင်ဟာလှဲ့လေရန်ရှိတဲ့အခါတစ်ခုလုံးသာလှဲ့လေတယ်တဲ့ရှေ့တူရှူရက်ကိုဖြောင်းစွာကြည့်တယ်အဲ့ဒီလိုပဲယောဂီပုဂ္ဂိုလ်ကလည်းမျက်နာကိုတက်မှတ်စွာထားလျက်ကကြည့်ရတယ်တဲ့ထက်အောက်ပညာအရံများကိုစောင်းငယ်၍မကြည့်ရဘူးတဲ့နောက်တစ်မျိုးကတော့ဆင်ဟာအမြဲတမ်းနေရာဟုတ်၍တတ်မှတ်မထားဘဲနဲ့ရောက်ရရမှသာနေထိုင်တယ်အဲ့ဒီလိုပဲယောဂီပုဂ္ဂိုလ်ကလည်းအမြဲတမ်းနေရာလို့တတ်မှတ်မထားပဲဆွဲလန်းတတ်မှတ်မနေပဲဆွမ်းခံထွက်ရတယ်တဲ့မန္တတစ်ပင်ရင်လှိုင်ကူတောင်ဝမ်းတို့ကိုတွေ့မြင်တဲ့အခါမိမိနှစ်သက်ရာနေရာမှာနေထိုင်ရတယ်တဲ့မင်းမြတ်နောက်တစ်မျိုးကတော့ဆင်ဟာစင်ကြယ်အေးမြသောရေရှိပြီးတော့ကြာပေါင်းတို့ဖုံးလွှမ်းနေတဲ့အိုင်ကြီးကိုတက်ဆင်းကရေကစားနေတယ်အဲ့လိုပဲယောဂီပုဂ္ဂိုလ်ဟာလည်းမြတ်သောတရားနဲ့ပြည့်တဲ့
အရဟတမဲ့နဲ့ဖုံးလွှမ်းထားတဲ့မဟာတတိပဋ္ဌာန်တို့တက်ဝင်ပြီးတော့ဉာဏ်နဲ့ကိလေသာတို့ကိုခါချရတယ်။နောက်တစ်မျိုးကတော့စင်ဟာတတိထားပြီးခြေကိုကြွတယ်ခြေကိုချတယ်။အဲ့လိုပဲယောဂီပုဂ္ဂိုလ်ကလည်းတတိတံပစဉ်ရှင်ကပ်လျက်အလုံးစုံသောကိုယ်အမူအရာတို့နဲ့ရှင်ကပ်ရတယ်။စင်ရဲ့ဒီအင်္ဂါ၅ပါးကိုယူအပ်ပေးတယ်။ဝိတ္တုဒ္ဓိနတ်ဖြစ်တော်မူတဲ့ဘုရားရှင်ကဒီလိုဟောကြားထားပါတယ်။ကိုယ်ဖြင့်ဆောင်စည်းခြင်းနဲ့ကောင်းတယ်။နှုတ်ဖြင့်ဆောင်စည်းခြင်းကလည်းကောင်းတယ်။စိတ်ဖြင့်ဆောင်စည်းခြင်းဒီကောင်းတယ်။အလုံးစုံဖြင့်ဆောင်စည်းခြင်းဒီကောင်းတယ်။အလုံးစုံသောဓာရတို့မှာမကောင်းမှုမှရှက်ကြောက်ပြီးတော့ဆောင်စည်းတဲ့သူကိုစောင့်ရှောက်သူလုံခြုံသူ၍ဆိုအပ်၏လို့ဟောကြားတော်မူခဲ့ပေတယ်လို့ရှင်းလင်းမိန့်ကြားတော်မူပါတယ်။